ဘောလုံးရုပ်ရှင်ပရိသတ်တွေကြားမှာလူသိများတဲ့ရုပ်ရှင် universe တစ်ခုပြောပါဆိုလို့ရှိရင်တော့ဒါရိုက်တာ Dinesh Vijay နဲ့အကူထားပြီးတော့ Mad Dog ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကနေပြီးတော့ထုတ်လုပ်ထားတဲ့ Mad Dog Horror Comedy Universe ဟာလည်းတစ်ခုအပါဝင်ဖြစ်ပါတယ်။ဒီ universe မှာ2018ခုနှစ်ကထွက်ရှိထားတဲ့ Street 2022ခုနှစ်မှာထွက်ရှိထားတဲ့ Media 2024ခုနှစ်မှာထွက်ရှိထားတဲ့ Munja နဲ့ Street 2တို့အပြင်မကြာသေးခင်ရုံတင်ထားတဲ့ဟမာဆိုပြီးတော့လည်းလက်ရှိအချိန်ထိမှာ9ကားထွက်ရှိတာဖြစ်ပါတယ်။ဒီ9ကားလုံးကိုကျွန်တော်ရဲ့ personally rating ပေးရမယ်ဆိုလို့ရှိရင်တော့နံပါတ်5နေရာမှာဆိုလို့ရှိရင်ကျွန်တော်ကတော့Munja ဇာတ်ကားကိုထားပါတော့။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အနေနဲ့ဆိုရင်တော့ဒီဇာတ်ကားရဲ့set တီးထားတဲ့ပုံစံကိုကျွန်တော်တိတ်ပြီးတော့ပုံချပြီးနောက်ပြီးတော့ဒီဇာတ်ကားရဲ့ feeling ဖြစ်တဲ့ Munja ကိုဖန်တီးထားတဲ့နေရာမှာအသုံးပြုထားတဲ့ CGI တွေ horror ကန်တွေမှာဇဝင်ကန်တွေ horror ဇဝင်ကန်တွေမှာCGI ကိုတိတ်ပြီးတော့မချဘူးပါ။ဒါပေမဲ့သူသိမသိသေးတဲ့နာမည်ကြီး star မဟုတ်သေးတဲ့မင်းသားကို main lead အနေနဲ့ထားပြီးတော့ဒီဇာတ်လမ်းမှာထည့်ရတာကျွန်တော်တပေါ်ကြမိရဲ့အဲဒါကြောင့်မို့ so personally rating ရပေးရမယ်ဆိုလို့ရှိရင်တော့ဒီဇာတ်ကားကိုကျွန်တော်က 5.5 out of 10အနေနဲ့ပေးပါမယ်။နံပါတ်4နေရာမှာတော့ကျွန်တော်က2024တုန်းကထွက်ထားတဲ့ Street 2ကိုနံပါတ်4နေရာမှာထားချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့Street 2ကအရင်ထွက်ထားတဲ့2028တုန်းကထွက်ထားတဲ့ Street 1လောက်တောင်မှဇလန်းဇက်အိမ်တည်ထားပုံကဆွဲဆောင်မှုမရှိဘူးကျွန်တော်ကမြင်မိတယ်။သူ့ရဲ့ climax ပိုင်းမှာပေါ့နော်climax ပိုင်းဆိုတာကmain villain ဖြစ်တဲ့စကာတာနဲ့ဒီ Street နဲ့နှစ်ယောက်ကြားမှာအားပြိုင်တဲ့အခန်းလေးမှာနောက်ပြီးတော့main villain ဖြစ်တဲ့စကာတာကိုdefeat လုပ်တဲ့အခန်းလေးမှာဆိုရင်သူ့ရဲ့ climax ပိုင်းကြီးကနည်းနည်းစကားပေါ်သွားလို့ခံစားရတယ်အဲကြောင့်မို့လို့လည်းပါတယ်ပေါ့နော်နောက်ပြီးတော့ဒီဇက်လည်းရဲ့အဓိက main lead တွေတယောက်ဖြစ်တဲ့မင်းသမီး Shraddha Kapoor ရဲ့ဇက်ကွက်တွေကလက်ကွက်တွေကတိတ်ပြီးတော့ပါဝင်မှုလို့ခံစားရတယ်အဲကြောင့်မို့ကျွန်တော်ကဒီဇက်ကောင်ကိုနံပါတ်4နေရာမှာထားပါတယ်နံပါတ်3နေရာမှာလို့ဆိုရင်တော့ကျွန်တော်ကမကြာသေးခင်ကမှရုံတင်ထားတဲ့ထမာဇက်ကောင်ကိုနံပါတ်3နေရာမှာထားပါလိမ့်မယ်ဒီဇက်ကားကuniverse တွေကတခြားဇက်ကားတွေနဲ့ချိတ်ဆက်ပြီးတော့စိတ်ထည့်ထားတဲ့ပုံကျွန်တော်ကသဘောကျမိပါတယ်ဒါပေမဲ့မကြိုက်တဲ့အချက်ဆိုရင်တော့မင်းသမီးရဲ့တရုပ်ဆောင်ပုံကျွန်တော်သိပြီးတော့သဘောမကျဘူးနောက်တစ်ချက်ကတော့ feeling ရဲ့လက်ကွက်သိပြီးတော့မပါလိုက်လို့ခံစားရတယ်ဒီတစ်ချက်ကသိပြီးတော့သဘောမကျဘူးဒါပေမဲ့နောက်လာမယ့်ဇက်ကားအတွက်အခြေဆက်ချန်ထားပြီးတဲ့ပုံကကျွန်တော်သဘောကျရတဲ့အချက်တွေတစ်ချက်အပေါင်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီဇက်ကားကိုနံပါတ်3အနေနဲ့ထားပြီးတော့ rating အနေနဲ့ဆိုလို့ရှိရင်တော့6.8 out of 10အနေနဲ့ပေးရပါမယ်။ဒီနေ့နေရာမှာထားခြင်းတဲ့ဇက်ကားကတော့2020တုန်းကထွက်လာပြီးတော့ Vadon Davan နဲ့ Kriti Sono တို့အထူးပါဝင်တရုပ်ဆောင်ထားတဲ့ Media ဆိုတဲ့ဇက်ကားကိုဒီနေ့နေရာမှာထားခြင်းပါတယ်။ဒီနေ့နေရာမှာထားရတဲ့အကြောင်းရင်းကတော့ဒီဇက်ကားကစအိမ်သေးထားတဲ့ပုံလေးကိုလည်းပေါ်ကြတယ်။ဇဝင်တီးဆိုလည်းကောင်းတယ်။ဒါပေမဲ့မကြိုက်တဲ့အချက်ဆိုလို့ရှိရင်တော့ ending ပိုင်းကိုသိပြီးတော့သဘောမကျဘူး။အဲဒါကြောင့်မို့လို့rating ပေးရမယ်ဆိုရင်တော့ဒီဇက်ကားကို7 out of 10ပေးရပါမယ်။မတ်တင်နေရာမှာတော့ကျွန်တော်ကဒီ universe တစ်ခုလုံးရဲ့ပထမဦးဆုံးဇက်ကားဖြစ်တဲ့2018မှာထွက်ခဲ့တဲ့ Street ဇက်ကားကိုနံပါတ်1နေရာမှာထားပါမယ်။ကျွန်တော်ကဒီဇက်ကားကိုဒီ universe မှာအကြိုက်ဆုံးဇက်ကားဖြစ်တဲ့အပြင်Bollywood horror ရုပ်ရှင်တွေထဲမှာလည်းကျွန်တော်အကြိုက်ဆုံးဇက်ကားတွေတဲ့တကားလို့ဆိုရပါမယ်။သူ့ရဲ့ဇက်လန်းဇက်အိမ်တီးထားတဲ့ပုံလေးကိုလည်းသဘောကျတယ်။နောက်ပြီးတော့ဒီဇက်ကားမှာဆိုလို့ရှိရင်တော့horror comedy ဆိုတဲ့အတိုင်း horror နဲ့ comedy ကိုမျက်မျှလေးတွားပေးထားတယ်။နောက်ပြီးတော့နောက်လာမယ့်ဇက်ကားတွေအတွက်သူကအချိတ်ဆက်ချန်ထားပေးတဲ့ပုံလေးကိုလည်းကျွန်တော်ကြိုက်တယ်။နောက်လာမယ့်ဇက်ကားတွေမှာဆိုရင်ဘယ်လိုမျိုးလာမလဲဆိုတာကိုသူကအချိတ်ဆက်လေးတွေကိုတေးချလေးချန်ထားပေးတဲ့ပုံကျွန်တော်သဘောကျတယ်။ဒါကြောင့်မို့လို့ဒီဇက်ကားကို rating လေးတက်မှတ်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ personal rating ရဆိုရင်7.8 out of 10ပေး
ပေးရပါမယ်